အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့ကတော့ကမ္ဘာဖလားရဲ့9ရက်မြောက်နေ့ပေါ့ဒီနေ့မှာတော့ပွဲစဉ်၄ပွဲရှိတဲ့ထဲကကျွန်တော် USA အသင်းနဲ့ Australia ပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါအခြားပွဲစဉ်တွေရောကြေးတန်းတွေရောအသင်းတွေရောကျွန်တော်သိမကြိုက်လို့ဒီပွဲကိုပဲကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ကျွန်တော်မနေ့ကတော့ကနေဒါဘော်ဒီတောင်ကိုရီးယားကိုအောက်နဲ့အဆင်ပြေထားတယ်ကျွန်တော် Telegram Channel မှာလည်း2ရက်ဆက်တိုက်အော်ဝင်ထားတယ်ပေါ့နော်ဒီ YouTube Channel ကကျွန်တော်အသစ်ပြန်ဖွင့်လာတာမို့လို့ကျွန်တော် like and subscribe လုပ်ခဲ့ပါဦးညီကိုတွေကဲအဲ့ဆိုစလိုက်ကြအောင် USA အသင်းကဒီပွဲမှာအိမ်ခွင့်ကနေ body ကြီး 1+20 ကိုပေါင်းကြီး 3+90 ဆိုဖွင့်နေပေးထားတယ်ပေါ့နော်အစတော့က USA ကစတယ်ကြီးမှာတော့တလုံးသေးပေးထားတာဒီကြေးကိုစမြင်တာနဲ့ကျွန်တော် USA ကိုတန်းပြီးတော့မကြိုက်ဘူးပေါ်တင်ပဲပေါ့နော်ဘာလို့လဲဆိုတော့ USA အနေနဲ့ကစားကွက်အရာရောကစားပုံအရာရောအိမ်ရှင်အသင်းအနေနဲ့လူတိုင်းပတ်သက်ပြန်မှာ USA လို့ရေပန်းစားနေတဲ့အချိန်မှာ USA အနေနဲ့တလုံး20ဆိုတာကြီးကတော့ဒါထိုးသားကို USA ကိုဖိတ်ခေါ်တာနဲ့တူတယ်ပေါ့နော်ဒီညအစောပွဲမှာဒီကြေးနဲ့ကတော့ USA ကိုထိုးသားတစ်ချမ်းစောင်းပါပါတာမန်ထိုးသားအနေနဲ့ဒီပွဲ USA ကိုပဲကြိုက်မှာပါကျွန်တော်ကတော့ fighter တွေးပဲတွေးတယ်ကျွန်တော်ကတော့ Australia body ကိုကြိုက်တယ် USA နိုင်သွားလဲအဲ့တကိုးပဲ USA အနေနဲ့ကဒီကြေးကြီးကလုံးဝမဖြစ်သင့်ဘူးပေါ့ဘူကီတွေနဲ့ဒါလုံးဝထောင်ချောက်ကြီးပဲဒီကြေးကြီးကသူ့ဟာသူနိုင်ငံမှနိုင်မယ်ကျွန်တော်ကတော့ဒီလိုပွဲမျိုးမှာ USA body တော့မရွေးဘူး USA ကိုဘက်ကန်လို့ရှုံးမယ်ဆိုတော့ကျွန်တော်အရှုံးခံမလိုက်မယ်ကျွန်တော်ဒီကြေးမှာတော့ကျွန်တော်အင်ရှင်လူ USA လုံးဝမရွေးဘူးဒါဘူကီထောင်ထားတဲ့ထောင်ချောက်ကြီးတဲ့ကျွန်တော်တော့ခုံဝင်နိုင်ဘူးအဲ့တော့ကျွန်တော်ဒီည Australia body ကိုပဲကြိုက်တယ်နောက်တစ်ချက်ကမနေ့ကအင်ရှင်မက်ဆီကိုရောကနေဒါရောကြေးအပြည့်အောင်ထားတယ်ရဒီနေ့အင်ရှင်တသိန်းဖြစ်တဲ့ USA ကြေးကြလိုက်မယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့ကျွန်တော်ဒီညAustralia body ကြိုက်တယ်ကျွန်တော်6ပေါင်းတော့ရှောင်လိုက်ပါမယ်ဒီပွဲ6ပေါင်းရွေးဆိုရင်တော့ကျွန်တော်6ပေါင်းအောက်တော့နည်းနည်းကြိုက်တယ်ဒါပေမဲ့ဦးစားပေးအနေနဲ့ကျွန်တော် Australia body ကိုကြိုက်ပါတယ်ညီကိုအနေနဲ့ကလည်းဒီပွဲကို USA ကိုဘက်ကန်ရဲမဲ့လူတော့နဲမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီပွဲမှာသုံးသက်သွားတာကျွန်တော်ဘယ်ကစားသမားတွေ USA ကောင်းတာတွေဘလို့ဆော့တာတွေကောင်းတာတွေပြန်ဆော့တာတွေ USA တိုက်စစ်ဘလောက်ကောင်းတာ Christian Pulisic တို့ကောင်းတာတွေကျွန်တော်ဘာမှထည့်မပြောရတော့ကျွန်တော်ဒီညဒီပွဲကိုကြေးတစ်မျိုးနဲ့ပဲကျွန်တော်သုံးသက်ထားဖြစ်ပါတယ်အဲဒါကြောင့်ညီကိုတွေအကြိုက်တူမှာပဲရှူပါကျွန်တော် Telegram Channel မှာကျွန်တော်နေ့စဉ်စစ်ဖြစ်တဲ့တပွဲတင်ပေးပါတယ်ကျွန်တော်တောက်လျှောက်အပေါင်းပြနေပါဒီကမ္ဘာဖလားမှာကျွန်တော် Telegram Channel ကို join ရင်ကျွန်တော် comment မှာ Telegram link ချပေးထားပါတယ်ညီကိုတွေအားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါ